အဲ့တော့ဟုတ်တယ်အဲ့တော့လှည့်လိုက်တဲ့အချိန်မှာမင်းတို့ရဲ့စုံချက်ကဒီလိုဖြစ်သွားအောင်တိလားအဲ့တော့မထိုင်နဲ့လောဆယ်ဒီလိုဆန့်လာလာရပြီအေးဟုတ်တယ်ခဏကြီးမှတ်ပြီဒီခါးကြီးပါလိုက်လေဒီချောင်းပါလိုက်လေအေးဟုတ်တယ်ဒီလိုစောင်းပြတ်အရင်မနေလိုက်ရအောင်အဲ့လိုတခါမှမိမတင်တဲ့အကတွေမှာအဲ့လိုတခါမရှိတော့လေမိမမနေအညူတချို့တကွက်နှစ်ကွက်တော့အရင်လိုက်ရအောင်အခုထိတည်းတေချာမလုပ်နိုင်သေးဘူးပေါ့နော်ဒါပေမဲ့ဒီညတော့အဆုံးကိုကြိုးစားအောင်ပေါ့6 7 go 1 2 3 4 5ရအဲ့တော့1 2 3 4 5နော်တူတူပဲနော်1 2 3 4 5နော်လုပ်ကြည့်မယ်နော်5 6 7 go 1 2 3 4 5 yes ဟုတ်ဒီနေ့ကတော့အစင်တော့ပြေပါတယ်ဒါပေမဲ့ဘောနော်ကိုကနေကြအကမဟုတ်ဆိုတော့နည်းနည်းဘောတော့အခက်အခဲရှိရပါ Okay ဟုတ်တယ်ထိုင်နော်ခုနရိုက်တယ်လို့ပဲညာဘက်နဲ့ဟုတ်တယ်ရလားဟုတ်တယ်ရလား Okay ပါနဲ့အဲ့ဒီဥစ္စာလေးကိုစက်ကြည့်မယ်နော်ခုနမင်းတို့ကဒီမှာ5ရောက်သွားပြီတဲ့လားဒီမှာဟိုတယောက်ထိတ်ဆုံး point က6 5ပြီးလို့ရှိရင်နည်းနည်းလေးထိုင်ပါ6ဟုတ်တယ်7 8အချက်ပဲရဟုတ်တယ်နော်အဲ့တော့ပြောချင်တာ1 2 3 4 5 6 7 8 5 6 7 go 8 7 6 5 4 3 2 change 1 2 3 4 5 6 7 8 okay ရမယ်ဒီကဟိုချစ်စရာကောင်းတဲ့ပုံလည်းမဟုတ်ဘူးနော်ရမှာဒီလားအဲ့တော့ AC ပဲမင်းတို့မှာငကိုတွေကကိုယ်ပိုင် style တွေရှိတယ်နော်အဲ့ဒီ style တွေကိုပဲအသုံးပါရမှာအားကြောင့်မင်းတို့လည်းလိုက်အောင်ဒီပုံစံရအောင်လုပ်ထားနော်အဲ့တော့ခမိုက်မိုက်ပါโอเคလားညာခြေတော့စလမ်းပါအဲ့တော့နည်းနည်းလေးအခုဒီရှစ်တက်တဲ့ကိုပဲရှောက်ကြည့်အောင်ညာခြေညာလက်ဘယ်ခြေဘယ်လက်ရလားဟုတ်တယ်ညအဲ့တော့မင်းတို့ညနေနဲ့ခုန position လေးပြန်နေတာပါခုန position လေးပြန်နေတာပဲ2 2 3ဟာလေးအကောက်တော့တိတ်ပြီးတော့မနဲ့တက်ဘူးဟိုမကြမ်းကျင်တဲ့ရက်ကွာနည်းနည်းလေးလုံးကြည့်လိုက်လုံးကြည့်အယိုးစစ်ကတောင့်တင်းတယ်ဟိုမပြော့ပြအောင်ဟိုမျိုးဒီလိုလှုပ်လို့ရှိရင်လေတိတ်လှုပ်တာကြည့်မကောင်းဖြစ်နေအဲဒါကြောင့်မလို့ကတာကိုတိတ်ပြီးတော့စိတ်မဝင်စား6 7 go 4 3 2 change 1 2 3 4 5 6 7 8 8 7 6 5 4 3 2 1 1 2 3 4အေးဟုတ်တယ်လက်တွေမျိုးလုပ်ပြီးတော့အဲ့လိုခြေလမ်းအဲ့လိုလုပ်ပြီးတော့လေဒီလိုလုပ်ရတဲ့ဟာအဲ့ဒါတော့အရင်စိုက်ပါဒီနည်းနည်းလေးနေနေတယ်ပုံမှန်နေနည်းနည်းလေးပဲနေနေတာစိတ်ခေါ်တယ်နည်းနည်းလေးနေနေတာဟုတ်တယ်ဒီခဏလေးအဲ့လောက်တက်လို့မရညနေဆက်ပြရမယ်ဟိုဗာလဲဟိုတကယ်ကောက်ကွက်အရာရောနောက်ပြီးဒီ space အရာရောနော်ဒီလောက်ကြီးမတက်နဲ့နော်ရမယ်နော်အကွက်တက်ရလာပြီနော်ညနေစိန်ခေါ်တဲ့ကြားတဲ့ဆိုတဲ့နေရာလေးနော်စိန်ခေါ်တဲ့ကြားတဲ့အဲ့နေရာလေးပါနော်ရမယ်နော်